အမေနေရာမှာအဖွားဆိုပြီးအစားထိုးဆိုသွားတာတွေကတကယ်ကိုနားထောင်လို့လည်းကောင်းတယ်ဒါတချို့လူတွေဆိုလို့ရှိရင်အဖိုးအဖွားတွေနဲ့ပဲကြီးပြင်းခဲ့ရတဲ့လူတွေရှိရဗျာအဲ့ဒီလူတွေအတွက်ဆိုရင်တော့တော်တော်လေးနားထောင်လို့အဆင်ပြေနိုင်တယ်ဗျာအဲ့တော့လက်စကိုခါခါလေ